Hello အားလုံးပဲမင်္ဂလာပါခုချက်ပလက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချက်ကုန်းမောင်ကြော်ပြပေးမှာဖြစ်ပါတယ်ပြန်စားတော့ဆိုင်တွေမှာဈေးအရန်ကြီးတဲ့ချက်ကုန်းမောင်ကိုအိမ်မှာဈေးတနဲ့ကြော်ပြပေးမှာဖြစ်ပါတယ်ဗျာပထမဆုံးကျွန်တော်တို့ချက်သားနှပ်ပါမယ်ချက်သားတွေကိုငှက်ပြည့်အကြီးထည့်ပါမယ်ပြင်ဖြူစီထည့်ပါမယ်စားနှဲငယ်ထည့်ပါမယ်ပြီးတော့အချုံမို့နှဲငယ်ထည့်ပါမယ်ပြီးရင်တကြားလေးအနှဲငယ်ထည့်ပါမယ်ပြီးတော့ရုပ်ကောင်းမုံလေးအနှဲငယ်ထည့်ပါမယ်ငှက်ပြရဲ့အနောက်ကလေးထည့်ပါမယ်ပြီးတော့ကျွန်တော်တို့စသားတဲ့ကိုရစားတဲ့ကိုဝင်တော့အောင်နေမှာဖြစ်ပါတယ်ဒီနေရာမှာပြောင်းကုန်မုံလေးထည့်ဖို့ကြံငယ်လို့ပြောင်းကုန်မုံလေးထည့်ပြီးတော့နေပါမယ်ပြီးတော့ကျွန်တော်တို့မနက်ချက်ဖို့အတွက်ပေါ့နော်ညကလေးကဒီလိုပြန်နေပြီးတော့စသားကိုနှှက်ထားမှာဖြစ်ပါတယ်ဗျာဆော့လို့ဖို့အတွက်ကွန်မုံတစ်စုံထည့်ပါမယ်ပြီးရင်တော့ရေ3စုံထည့်ပါမယ်ပြီးရင်ကွန်မုံလေးနှံ့တော့အောင်ဝေပေးမှာဖြစ်ပါတယ်ဗျာပြီးရင်တော့ကျွန်တော်တို့ QC ထည့်ပါမယ်ပြီးရင်ငှက်ပြကြီးအကြီးအနောက်ကလေးထည့်ပါမယ်ပြီးရင်တော့စားစကြားလိုက်ဖို့ကြံရတော့စားရဲ့စကြားရဲ့အနေငယ်လေးထည့်ပြီးတော့ကျွန်တော်နှောက်အောင်လုပ်ပြမှာဖြစ်ပါတယ်ဗျာ။ဒါဆိုရင်တော့စော့ကလေးရပါပြီ။ဒါစီပူလာလို့ရှိရင်ငွေသီးအချောက်တောင်လေးထည့်ပါမယ်။ကျွန်တော်တို့ငွေသီး6တောင်မရှိလို့ငွေသီးခွဲခြားမှုအစိမ်းလေးထည့်ပြီးတော့စီတက်ပေးမှဖြစ်ပါတယ်။ဒီရုပ်ကြီးစီတက်တာတော့ကမ္ဘာကြီးကျော်ရဲ့အထက်ကအသက်ပဲဖြစ်ပါတယ်ဗျာ။ကံရုပ်စီအနေနဲ့မှုေးလာပြီဆိုရင်တော့ဒီခွဲချမ်းဖတ်လေးကိုပြန်ပြီးတော့ဆက်ထားပေးမှာဖြစ်ပါတယ်ဗျာခုလိုနေထားလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့ညကနှက်ထားတဲ့စသားလေးကြော်ပေးမှာဖြစ်ပါတယ်ခုလုံးနေထားလေးရောက်ပြီဆိုရင်တော့စသားလေးတွေကိုဘေးကပ်ပြီးတော့စက်သွန်ဖြူနဲ့ဂျင်းနဲ့ထောင်းထားတဲ့ဥစ္စာလေးတွေကိုကြော်မှာဖြစ်ပါတယ်ဗျာစက်သွန်ဖြူဂျင်းထောင်းထားတဲ့ဟာလေးစီတက်လို့နန်းလေးမွေးလာပြီဆိုရင်တော့ကျွန်တော်တို့အဲ့ဒါလေးအကုန်လုံးရောပြီးတော့မွေးပေးမှာဖြစ်ပါတယ်ဗျာဒီနေထားရောက်ပြီဆိုရင်တော့ပန်းပွင့်နဲ့ဥနီကိုထည့်ပြီးတော့ကြော်ပေးမှာဖြစ်ပါတယ်ဗျာခုလိုပန်းပွင့်လေးနည်းနည်းဤလာပြီဆိုရင်တော့ကျွန်တော်တို့ဆက်ထားတဲ့ sauce လေးကိုထည့်ပြီးတော့မွေးပေးမှာဖြစ်ပါတယ်ခုလိုမျိုးပန်းပွင့်လေးတွေဤလာပြီဆိုရင်တော့ရွှေပဲကြီးထည့်ပြီးတော့အနည်းငယ်မွေးပေးမှာဖြစ်ပါတယ်ဗျာပြီးရင်ရုပ်ပွားလေးလည်းထည့်မှာဖြစ်ပါတယ်စက်တော်နီထည့်ပါမယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီပြင်းပြင်းလေးနဲ့ကျွန်တော်မှွေပေးမှာဖြစ်ပါတယ်ဗျာနောက်ဆုံးမှာတော့ရေခဲဆန်လေးထည့်ပါမယ်ရေခဲဆန်မကြိုက်လို့ရှိရင်တီယိုစိတ်ထည့်လို့ရပါတယ်ဗျာပြီးရင်တော့ကျွန်တော်တို့ကြက်သွန်မိတ်လေးထည့်ပါမယ်
ခုဆိုရင်တော့အနမ်းရတာလည်းပြည့်တော့တယ်အကောင်းမောင်ကြီးကြော်နေကြပါပြီဗျာ